မင်္ဂလာပါခင်ဗျာ2026ခုနှစ်ဩဂတ်စ်လ25ရက်နေ့အတွက်နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီကနေ့နားဆင်ရမယ့်အထက်မှာတော့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့စစ်ကောင်စီတပ်တွေဟာရခိုင်ပြည်နယ်မှာအလူးလဲရှုံးနေနေုံသာမကပဲအခုအခါမှာတော့မကွေးတိုင်းထဲကိုပါစစ်မီးတွေအကြီးအကျယ်ကူးဆက်ခံနေရပါပြီမကွေးတိုင်းကအရေးပါဆုံးဖြစ်တဲ့နက်ရီကန်ဗျူဟာကုန်းကြီးကိုအင်အားသွားဖြည့်တဲ့စစ်တပ်စစ်ကြောင်းကြီးတွေကိုအာရခတပ်တော် AA ကနေလမ်းခုလက်မှာတင်အကွက်ကြကြားဖြတ်တိုက်ခိုက်ခဲ့လို့စစ်သားရာနဲ့ချီပွဲချင်းပြီးတေဆုံးပြကြသွားတယ်လို့အရေးကြီးတဲ့ခြေကုပ်စခန်းတွေကိုပါထပ်မံလက်လွတ်လိုက်ရပြီဆိုတဲ့ဝမ်းသာစရာသတင်းထူးကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်ဒီသတင်းနဲ့အတူစစ်သားတွေရာနဲ့ချီတေဆုံးနေလို့တပ်ထဲမှာလူမရှိတော့တဲ့အစုံစကိုင်းတရားမှာထိုင်းကပြန်လာတဲ့လူငယ်18ဦးနဲ့ရန်ကုန်ကအလုတ်ဆင်းတဲ့လူငယ်တွေကိုကားမဲတွေနဲ့ဘလို့အတင်းအဓမ္မပေါ်တာဆွဲလူပြန်ပေးဆွဲနေတယ်လဲဆိုတဲ့အခြေအနေတွေစစ်တပ်ရဲ့လက်ပါစီမဘာတာပြူစောထီတွေကမန္တလေးကြောက်ဝိုင်းထဲမှာနေကင်းကြောင်တောင်ဓမြတိုက်နေတဲ့သတင်းဒါအပြင်ဒေါအောင်ဆန်းစုကြည်ကိုကြောက်ချခဲ့တဲ့ခရိုနီမောင်ဝိတ်ကမင်းအောင်လှိုင်နဲ့ပေါင်းပြီးအမရပူရကပြည်သူမြေဧက900နီးပါးကိုလူယူနေတဲ့အကြောင်းကံပေါက်ဒေသမှာတရုတ်တွေကိုယာနဲ့ချီခေါ်သွင်းတဲ့ဒဲကိုကုမ္ပဏီကိုတော်လိုင်းရေးတပ်ဖွဲ့တွေကပြင်းပြင်းထန်ထန်သတိပေးလိုက်တဲ့သတင်းတာပေါင်းတွင်စစ်တပ်ထောင်ထားတဲ့မိုင်းကြောင့်နွားတရှင်ပျက်စီးသွားတာကိုဖောင်းကြီးပြည်သူစီကမိုင်းဖိုး9သိန်းရော်ခိုင်းတဲ့စစ်တပ်ရဲ့ရုံမာမှုတွေနဲ့အတူအောက်ခြေမှာအဲ့ဒီလောက်အဖက်ဆယ်လို့မရအောင်ပျက်စီးနေတာကိုဖုံးကွယ်ဖို့2028မှာအာကာသရင်မှုလွှတ်မယ်ဆိုပြီးယူးကြောင်ကြောင်လုပ်နေတဲ့မင်းအောင်လှိုင်ရဲ့နိုင်ငံရေးပြဆက်ကြီးတွေအကြောင်းနိုင်ငံတကာသတင်းတွေဘက်မှာတော့ယူကရိန်းတပ်တွေကရုရှားနယ်မြေတွေထဲအထိအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်လာတဲ့အချိန်ရုရှားသမ္မတဗလာဒီမာပူတင်ကတိုင်းပြည်ကိုအရေးပေါ်စီးလုံးညီညွတ်ကြဖို့အပြင်းထန်တိုက်တွန်းလိုက်တဲ့သတင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မကွေးတိုင်းတွေကိုထိုးဖောက်ဝင်ရောက်လာတဲ့ AA ရဲ့ထိုးစစ်တွေအောက်မှာနက်ရီကန်ဗျူဟာကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကြီးဘလို့အပိုင်းပိုင်းပြတ်သွားတယ်လဲသူတို့ရဲ့ခြေကုပ်စခန်းတွေဘလို့ပျက်စီးသွားတယ်လဲဆိုတာကိုအရင်ဆုံးအသေးစိတ်ကြည့်ရအောင်ပါမကွေးတိုင်းငဖဲမြို့နယ်ဗဒန်းတက်နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အဓိကအကြဆုံးနက်ရီကန်ဗျူဟာစခန်းကြီးဟာအခုခါမှာ AA ရဲ့ထိုးစစ်တွေအောက်မှာအကြီးအကျယ်အသက်ရှူကျက်နေတာပါအဲ့ဒီဗျူဟာကုန်းကြီးဆိုတာရခိုင်ပြည်နယ်နဲ့မကွေးတိုင်းကိုဆက်ဆက်ပေးထားတဲ့အလွန်အရေးပါတဲ့စစ်ရေးအချက်အခြာကျတဲ့နေရာကြီးတစ်ခုဖြစ်ပါတယ်အဲ့ဒီကုန်းကြီးမကျသွားစေဖို့အတွက်အကြမ်းဖက်စစ်ကောင်စီဟာအသေးအတန်ကြိုးပမ်းနေရပါတယ်ပြီးခဲ့တဲ့ဩဂုတ်လ16ရက်နေ့တုန်းကဆိုရင်ဂုတ်ကြီးဆိုတဲ့နေရာဘက်ကနေနက်ရီကန်ဗျူဟာစီကိုလက်နက်ခဲယမ်းတွေရိတ်ခါတွေအပြည့်အတင်ဖြည့်တင်းပြီးအင်အား180လောက်ပါတဲ့စစ်တပ်စစ်ကြောင်းကြီးတစ်ခုဟာတက်လာခဲ့ပါတယ်။အဲဒီစစ်ကြောင်းကြီးဟာစစ်ကောင်စီအတွက်အသက်သွေးကြောလို့အရေးကြီးနေတာပါ။ဒါပေမဲ့အဲ့ဒီစစ်ကြောင်းကြီးဟာလမ်းခုလက်မှာတင်အာရခတပ်တော် AA ရဲ့အကွက်ကြစောင့်ကြိုကြားဖြတ်တိုက်ခိုက်တာကိုအပြင်းထန်ခံလိုက်ရပါတယ်။မြေပြင်အနေအထားကိုကောင်းကောင်းနားလည်တဲ့ AA တပ်ဖွဲ့တွေဟာစစ်ကောင်စီတပ်တွေလာမဲ့လမ်းကြောင်းကိုကြိုတင်တွက်ချက်ပြီးလက်ဖြောင့်တပ်သားတွေအဝေးပစ်လက်နက်ကြီးတွေနဲ့အဆက်မပြတ်ဖျက်တောက်ပစ်ခတ်ခဲ့ကြပါတယ်။အဲ့ဒီလိုရုတ်တရက်အလစ်အငိုက်အတိုက်ခံလိုက်ရတဲ့အတွက်အင်အား180ပါတဲ့စစ်ကြောင်းကြီးတွေကစစ်သား60ခန့်ဟာနေရာမှာတင်သွေးတန်ရဲရဲနဲ့ပွဲချင်းပြီးတေဆုံးသွားခဲ့ရပါတယ်။လန်ခုလက်မှာတင်အင်အား3ပုံတပုံလောက်ပြုတ်သွားတဲ့အတွက်နက်ရီကန်ဗျူဟာကိုတက်မဲ့စစ်ကောင်စီရဲ့အစီအစဉ်ကြီးဟာအစကတည်းကအကြီးအကျယ်ရိုက်ချိုးခံလိုက်ရတာပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်သားတွေဟာသူတို့ရဲ့ရဲဘော်အလောင်းတွေကိုတောင်ပြန်မကောက်နိုင်ပဲကိုလွတ်ရုံထွက်ပြေးခဲ့ကြရပါတယ်။အဲဒီလိုလန်ခုလက်မှာတင်အသေးလဲခံလိုက်ရပြီးနောက်3ရက်အကြာဩဂုတ်လ19ရက်နေ့မှာတော့ AA ဟာခန်းစစ်ကနေထိုးစစ်ကိုအရှိန်မြင့်လိုက်ပါတယ်။ဗဇီနဲ့ဂုတ်ကြီးကျေးရွာတွေဘက်မှာအခိုင်အမာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခြေကုပ်စခန်းတွေကိုခင်မီ drone တွေလက်နက်ကြီးပစ်ကူတွေအသုံးပြုပြီးအလစ်အငိုက်ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အပေါ်ကနေ drone ပုံးသီးတွေမိုးရွာသလိုကျလာတဲ့တံကိုစစ်ကောင်စီတပ်တွေဟာလုံးဝအမတုနိုင်တော့ပါဘူး။ပတ်လေကနေပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်စစ်သား90ခန့်ထပ်မံတေဆုံးသွားခဲ့ပြန်ပါတယ်။စုစုပေါင်းဆိုရင်ရပ်ပိုင်းအတွင်းမှာတင်စစ်ကောင်စီဘက်ကစစ်သားရာနဲ့ချီပြီးမြေဩဇာဖြစ်သွားခဲ့ရတာပါ။စစ်တပ်ဟာခြေကုပ်စခန်း3ခုလောက်ကနေအသက်လူထွက်ပြေးရပြီးဒဏ်ရာရတဲ့လူနာတွေကိုပါဆွဲချကာသွေးတန်ရဲရဲနဲ့ဆုတ်ခွာခဲ့ကြရပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာအပြင်းထန်ဒဏ်ရာရသွားတဲ့စစ်သားတွေကိုစုံကုန်းအမြောက်တပ်ကနေတဆင့်မကွေးစေယုံကြီးစီအရေးပေါ်ပို့ဆောင်ကုသနေရပါတယ်။ကိုစခန်းကိုတောင်မကာကွယ်နိုင်တော့ပဲအသက်လူထွက်ပြေးနေရတဲ့စစ်တပ်ရဲ့ရန်တရားကြီးဟာမကွေးတိုင်းထဲမှာပါအပီးတိုင်ပြိုလဲနေပြီဆိုတာကိုအထင်သာတွေ့မြင်နိုင်ပါတယ်။အခုလက်ရှိမှာစစ်ကောင်စီဟာငဖဲနဲ့မင်းတုံးမြို့နယ်တွေထဲမှာစကခ10နဲ့စကခ19ဆိုတဲ့တပ်မကြီး2ခုကိုတုံးပြီးအင်အားထောင်ချီဖြန့်ကျက်ထားပေမဲ့တကယ်လက်တွေ့မှာတော့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့စိတ်ဓာတ်ကိုလုံးဝမရှင်းနိုင်ပဲနေ့စဉ်နဲ့အမျှယာနဲ့ချီပြုံးတီးတေဆုံးနေရတာပဲဖြစ်ပါတယ်။ရှေ့တန်းစစ်မျက်နှာပြင်မှာအဲ့ဒီလိုယာနဲ့ချီအလဟတတေဆုံးနေလို့တပ်ထဲမှာလူမရှိတော့တဲ့အခါမြို့ပေါ်ကအပြစ်မဲ့ပြည်သူတွေရဲ့သားသမီးတွေကိုဘလောက်အထိအောက်တန်းကြလိုက်လံပေါ်တာဆွဲလူပြန်ပေးဆွဲနေတယ်လဲဆိုတာဆက်ကြည့်ရအောင်ပါအကြမ်းဖက်စစ်တပ်ဟာယခုဩဂုတ်လအတွင်းမှာသူတို့ရဲ့အတင်းအဓမ္မစစ်မှုထမ်းအပတ်စဉ်28ကိုဖွင့်လှစ်ဖို့အသေးအချာပြင်ဆင်နေပါတယ်ဒါပေမဲ့တနိုင်ငံလုံးမှာရှိတဲ့ပြည်သူတွေဟာမင်းအောင်လှိုင်နဲ့သူ့မိသားစုကောင်းစားရေးအတွက်ရှေ့တန်းမှာအလကားသွားရောက်အသေးမခံနိုင်ဘူးဆိုပြီးစစ်မှုထမ်းဥပဒေကိုအပြင်းထန်ဆန့်ကျင်ကထွက်ပြေးတိမ်းရှောင်နေကြပါတယ်။အဲဒီလိုလူသစ်စုဆောင်းလို့လုံးဝမရတော့တဲ့အခါလူရည်ပြည့်မီဖို့အတွက်အခုလိုလမ်းပေါ်ကလူတွေကိုတွေ့ရတင်ကြိုင်ဓာမဆိုင်ပဲအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လ23ရက်နေ့ကစကိုင်းတိုင်းစကိုင်းမြို့အဝင်မှာရှိတဲ့စကိုင်းတရားစစ်ဆေးရေးဂိတ်ကြီးမှာအလွန်ရင်နာစရာကောင်းတဲ့အဖြစ်အပျက်ကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။မြောက်ရီမြို့ကနေပြန်လာတဲ့ခီးသည်တင်ကားကြီးပေါ်မှာမိသားစုစားဝတ်နေရေးအတွက်ထိုင်းနိုင်ငံမှာတွားရောက်အလုပ်လုပ်ကင်ပြီးပြန်လာကြတဲ့အသက်30ဝန်းကျင်အရွယ်အမျိုးသားလူငယ်18ဦးပါလာပါတယ်။သူတို့ဟာဘာနိုင်ငံရေးမှမလုပ်ဘဲမိဘတွေကိုလှုပ်ကြွေးဖို့ရိုးရိုးသားသားချွေးနီးသွေးကြအလုပ်သွားလုပ်ခဲ့ကြသူတွေပါ။ဒါပေမဲ့စစ်ကောင်စီတပ်သားတွေဟာအဲ့ဒီလူငယ်18ဦးစလုံးကိုကားပေါ်ကနေအတင်းအဓမ္မဆွဲချပြီးလမ်းဘေးမှာတင်ရဆက်ဝိုင်းဝန်းရိုက်နှက်ကအကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။မိသားစုတွေကတားပြန်လာမယ်ဆိုပြီးမျှော်နေချိန်မှာလန်ခုလက်မှာတင်စစ်တပ်ရဲ့ဓမြတိုက်ဖမ်းဆီးတာကိုခံလိုက်ရတဲ့အဖြစ်ဆိုးကြီးပါပဲ။ဒါတွေမကသေးဘူးနိုင်ငံရဲ့စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့ရန်ကုန်မြို့ပေါ်မှာလည်းစစ်ကောင်စီဟာအမဲရောင်အင်စီးကားတွေတုံးပြီးညဘက်အလုပ်ပြန်လာတဲ့လူငယ်တွေကိုလိုက်လံဖမ်းဆီးနေပါတယ်။ဩဂုတ်လ22ရက်နေ့ညနေပိုင်းကအင်းစိန်မြို့နယ်မဟာကမ္မထမ်းဖုန်ကြီးကျောင်းအနီးမှာအလောက်ကနေပင်ပန်းပြန်လာတဲ့အသက်20ဝန်းကျင်အရွယ်လူငယ်လေးတဦးကိုအမဲရောင်ကားပေါ်ကနေအရက်ဝတ်လူမိုက်တွေဆင်းလာပြီးအတင်းအဓမ္မလှမ်းဆွဲဖို့ကြိုးပမ်းခဲ့ကြပါတယ်။အဲ့ဒီလူငယ်လေးဟာအဖမ်းမခံပဲအစွမ်းကုန်အလွတ်ရုံထွက်ခဲ့ပြီးမလုပ်ကြပါနဲ့ဗျာကျွန်တော်အလုပ်လုံးမှထမင်းစားရတာပါကျွန်တော်မှလှုပ်ကြွေးရမယ့်အမေအိုကြီးရှိပါတယ်ဗျာဆိုပြီးလမ်းမပေါ်မှာအတန်ကုန်ငိုယိုအော်ဟစ်ထွက်ပြေးခဲ့ရပါတယ်ဒီမြင်ကွင်းကိုကိုယ်တိုင်တွေ့ခဲ့ရတဲ့ပြည်သူတွေရဲ့ရင်ထဲမှာအလွန်ကိုယူကျုံမရဖြစ်ခဲ့ကြရပါတယ်အဲ့ဒီအမဲရောင်အင်စီးကားဟာအင်းစိန်မြို့နယ်အတွင်းမှာလူငယ်တွေကိုပေါ်တာဆွဲလူပြန်ပေးဆွဲဖို့အတွက်စစ်ကောင်စီကတီးတန့်လိုက်လံအသုံးပြုနေတဲ့ကားဖြစ်ပြီးအင်းစိန် GTI ကျောင်းရှိနဲ့မင်းကြီးချံအနီးတစ်ဝိုက်မှာအဓိကလှုပ်ရှားလေးရှိပါတယ်စစ်ကောင်စီဟာသူတို့ရဲ့အာဏာတည်မြဲရေးတစ်ခုတည်းအတွက်ပြည်သူတွေရဲ့ဘဝတွေအမေအိုတွေရဲ့မျက်ရည်တွေကိုလုံးဝဂရုမစိုက်တော့ဘဲနိုင်ငံတော်မှာလူကုန်ကူးဂိုင်းကြီးတစ်ခုလိုပြောင်တင်းကျူးလွန်နေပြီဖြစ်ပါတယ်စစ်တပ်ကလမ်းပေါ်ကလူတွေကိုဖမ်းဆီးနေချိန်မှာသူတို့ရဲ့လက်ပါစီပြူစောထီတွေနဲ့မဘာတာတွေကရောပြည်သူချွေးနှဲစာတွေကိုဘလို့လူရက်နေတယ်လဲဆိုတာဆက်ကြည့်အောင်ပါအကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမန္တလေးမြို့ကြီးမှာတရားဥပဒေစိုးမိုးရေးဆိုတာလုံးဝပျောက်ဆုံးသွားခဲ့ပါပြီမန္တလေးမဟာအောင်မြေမြို့နယ်တဲကအလွန်စီကားတဲ့ကြောက်မြက်ရတနာရောင်းဝယ်ရေးစခန်းကြောက်ဝိုင်းကြီးထဲမှာဩဂုတ်လ18ရက်နေ့မနက်ပိုင်းကအလွန်ထိတ်လန့်စရာကောင်းတဲ့ဓမြမှုကြီးဖြစ်ပွားခဲ့ပါတယ်။ကြောက်ကုံတဲ့ကိုထက်အောင်ကိုအရက်ဝက်မျိုးသား2ဦးကအာနာပိုင်ရောင်ဆောင်ပြီးစစ်ဆေးစရာရှိတယ်ဆိုကပခုံးဖက်ပြီးကြောက်ဝိုင်းအပြင်ကိုခေါ်ထုတ်သွားပါတယ်။ကြောက်ဝိုင်းအပြင်ဘက်လူပြတ်တဲ့နေရာကိုရောက်တဲ့အခါမှာတော့သူတို့ဟာဓမြတရုတ်မှန်ကိုပြသလိုက်ပါတယ်။ကိုထက်အောင်ကိုဓာတ်နဲ့ထောက်ပြီးလွယ်အိတ်ထဲမှာပါလာတဲ့ကြောက်စိမ်းအချောတယ်တွေဈေးကွက်ထဲမှာရှားပါတဲ့ချွမ်းအမျိုးအစားလယ်ဆွဲတွေလက်စွပ်တွေကိုအကုန်လူရက်ယူဆောင်သွားခဲ့ပါတယ်။အဲ့ဒီလူရက်ခံလိုက်ရတဲ့ကြောက်မြက်ရတနာတွေနဲ့ငွေသားတွေရဲ့စုပေါင်းကာလတန်ဖိုးဟာခံမှန်းခြေကျပ်သိန်း900လောက်အထိပါသွားခဲ့တာပါပြည်သူတယောက်ရဲ့ဘဝတစ်ခုလုံးစာရင်းနှီးထားတဲ့ချွေးနှဲစာတွေဟာတမနက်ထဲနဲ့ဓမြတိုက်ခံလိုက်ရတာပါပဲဒီလိုနေကင်းကြောင်တောင်ပြောင်တင်းဓမြတိုက်တဲ့အမှုကြီးဖြစ်လာတဲ့အခါရဲတပ်ဖွဲ့ကစုံစမ်းထောက်လှမ်းပြီးအဲ့ဒီဓမြခိုင်းကိုအိန္ဒိချင်းစကိုင်းမြို့အထိလိုက်လံဖမ်းဆီးတဲ့အခါတရားခံ4ဦးကိုဖမ်းမိခဲ့ပါတယ်။အန်ဩစရာအကောင်းဆုံးနဲ့အဆက်ကွဲစရာအကောင်းဆုံးအချက်ကအဲ့ဒီလူရက်မှုကိုကျူးလွန်ခဲ့တဲ့ခေါင်းဆောင်ဇင်မျိုးထက်ခေါ်ဖိုးသားလေးဆိုတာဟာတာမန်အရက်သားလုံးဝမဟုတ်ပါဘူး။သူဟာအကြမ်းဖက်စစ်ကောင်စီကနေလက်နက်တပ်ဆင်ပေးထားတဲ့ပြူစောတိအဖွဲ့ဝင်တဦးဖြစ်ပါတယ်။ပိုပြီးအန်ဩစရာကောင်းတာကသူဟာမန္တလေးမြို့မှာအမျိုးသားရေးနဲ့ဘာသာရေးကိုခေါင်းစဉ်တက်ပြီးပြည်သူတွေကိုအမြဲတမ်းမှိုင်းတိုက်နေတဲ့မဘာတာပေါက်တင်ကန်းဝိရဲ့အယုံကြည်ရဆုံးတပည့်ရင်းတူဖြစ်နေတာပါပဲ။ဗဇက်ကနေတော့မျိုးချစ်ပါဘာသာသာသနာကိုစောင့်ရှောက်မဲ့သူတွေပါလို့အော်ဟစ်ပြီးနိုင်ငံရေးအရအမျက်ထုတ်နေတဲ့မဘာတာတွေပြူစောထီတွေဟာတကယ်လက်တွေ့မြေပြင်မှာတော့အပြစ်မဲ့ပြည်သူတွေရဲ့ချွေးနှဲစာတွေကိုဓာတ်ထောက်လူရက်နေတဲ့ဓမြဂိုင်းကြီးတက်တာဖြစ်တယ်ဆိုတာကိုအခုအမှုကြီးကကဘာတိအောင်ဖွင့်ချလိုက်တာပါပဲမင်းအောင်လှိုင်ရဲ့လက်အောက်မှာဥပဒေမဲ့လက်နက်ကင်ထားတဲ့ပြူစောထီတွေနဲ့အစွန်းရောက်တွေဟာမန္တလေးမြို့ကြီးကိုတောကြောင်တွေလိုစိုးမိုးပြီးပြည်သူကိုဒုက္ခပေးနေပြီဆိုတာအထင်သာတွေ့မြင်နိုင်ပါတယ်အောက်ခြေကပြူစောထီတွေကဓမြတိုက်နေသလိုအထက်ပိုင်းကခရိုနီကြီးတွေကလည်းနိုင်ငံတော်စီမံကိန်းကောင်းစဉ်တက်ပြီးပြည်သူမြေတွေကိုဘလောက်အထိရုပ်မာပတ်ဆက်စွာလူယူနေတယ်လဲဆိုတာစက်ကြည့်အောင်ပါနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုလာပေးခဲ့ပါတယ်ဆိုပြီးတရားရုံးမှာအရှက်မရှိလိမ်လည်ထွက်ဆိုကြောက်ချခဲ့တဲ့ခရိုနီကြီးမောင်ဝိတ်ကိုအားလုံးမှတ်မိကြအောင်ပဲထင်ပါတယ်မောင်ဝိတ်ဟာမူရစ်ဆေးဝါးမှုနဲ့ထောင်15နှစ်ကြာခဲ့ဘူးသူဖြစ်ပြီးစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလူထုခေါင်းဆောင်ကိုကြောက်ချပေးခဲ့တဲ့ဆုလအနေနဲ့မင်းအောင်လှိုင်ရဲ့မျက်နှာသာပေးမှုကိုပြန်လည်ရရှိခဲ့ပါတယ်။မင်းအောင်လှိုင်ရဲ့မာရဝိဇ္ဇာဖျားကြီးကိုအလူငွေတွေပေးပြီးစစ်တပ်နဲ့လျှို့ဝှက်အပေးယူလုပ်ခဲ့ပါတယ်။အခုခါမှာတော့အဲ့ဒီအပေးယူတွေရဲ့ရလက်အဖြစ်မောင်ဝိတ်ဟာမင်းအောင်လှိုင်နဲ့ပူးပေါင်းပြီးအမရပူရမြို့ပြစီမံကိန်းကြီး MPCCD ကိုအကောင့်ထဲဖော်နေပါတယ်။အဲ့ဒီစီမံကိန်းအတွက်အမရပူရမြို့နယ်ရင်တော်ကျေးရွာအုပ်စုတွေကတောင်သူတွေပုံစံ9နဲ့တရားဝင်ပိုင်ဆိုင်ထားတဲ့ကိုင်းမြေဧက40-80ကျော်ကိုရော်ကြီးတပြားမှမပေးဘဲအတင်းအဓမ္မလူယူနေပါတယ်။ဩဂုတ်လ15ရက်နေ့ကစပြီးအဲ့ဒီမြေနေရာတွေပေါ်မှာမောင်ဝိတ်ရဲ့ညွှန်ကြားချက်နဲ့ပြည်သူစစ်တွေစီပင်တွေစစ်တပ်တွေနဲ့လူမိုက်တွေကိုအုံပြုကကွန်ကရစ်တိုင်တွေစိုက်ထူတာတွတ်ပြားတွေနဲ့ခြံစည်းကိုအတင်းကျပ်ကာရန်တာတွေကိုပြောင်တင်းလှုပ်ဆောင်နေကြပါတယ်။တောင်သူတွေအနေနဲ့2026ခုနှစ်ဇူလိုင်လ6ရက်နေ့နောက်ဆုံးထားပြီးရော်ကြီးလာထုတ်ပါလို့ကြေညာခဲ့ပေမဲ့လက်တွေ့မှာတော့မြည်သည့်လျော်ကြီးကိုမှလုံးဝမပေးဘဲစစ်တပ်နဲ့လူမိုက်တွေတုံးပြီးအတင်းအဓမ္မလူယူနေတာပါဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့လှပတဲ့ခေါင်းစဉ်အောက်မှာအောက်ခြေပြည်သူတွေရဲ့ဘိုးဘွားပိုင်ထမင်းအိုးကိုရိုက်ခွဲပြီးခရိုနီတွေနဲ့စစ်တပ်အရာရှိကြီးတွေကြီးပွားချမ်းသာဖို့ဖန်တီးနေတဲ့နိုင်ငံရေးမျက်လှည့်ပြဆက်ကြီးတတ်တာဖြစ်ပါတယ်
ခရိုနီမောင်ဝိတ်ကမြေလူနေချိန်မှာနောက်ထပ်ခရိုနီကြန့်ဖို့အမတ်ဟောင်းတယောက်ကလည်းတိုင်းပြည်ရဲ့တယံဇာတတွေကိုတရုတ်နဲ့ပေါင်းပြီးဘလို့ခိုးထုတ်နေတယ်လဲဆိုတာဆက်ကြည့်အောင်ပါတနင်္သာရီတိုင်းရေပြူမြို့နယ်ကံပေါက်ဒေသမှာဒယ်ကိုတပ်ထုတူးဖော်ရေးကုမ္ပဏီကတရုတ်နိုင်ငံသားယာနဲ့ချီကိုခေါ်ယူပြီးအကြီးစားတပ်ထုတူးဖော်ရေးလုပ်ငန်းတွေထပ်လုပ်ဖို့ပြင်ဆင်နေပါတယ်ဒီ Delco ကုမ္ပဏီဆိုတာဟာ2010ရွေးကောက်ပွဲတုန်းကကြန့်ဖွတ်ပါတီရဲ့ပြည်သူ့လွှတ်တော်အမတ်ဟောင်းဖြစ်ခဲ့တဲ့ဦးဝင်းဦးပိုင်ဆိုင်တဲ့ကုမ္ပဏီပါသူတို့ဟာအရင်ကတည်းကစီးမဲ့ကမ်းမဲ့လှုပ်ဆောင်မှုတွေကြောင့်မြေချောင်းအင်းအိုင်တွေနဲ့တဘာဝပတ်ဝန်းကျင်တွေကိုအကြီးအကျယ်ဖျက်ဆီးခဲ့သူတွေဖြစ်ပါတယ်ဒေသခံတွေရဲ့လူနေမှုဘဝတွေကိုလည်းအများကြီးထိခိုက်စေခဲ့ပါတယ်အခုခါမှာ MOG ကနေတဘာဝဓာတ်ငွေဝယ်ပြီး gas turbine စက်ရုံတွေလဲပတ်ဖို့အထိအကြီးအကျယ်ပြင်ဆင်နေပါတယ်။ပိုဆိုးတာကတပ်ထုတူးဖော်ရေးခေါင်းစဉ်တက်ပြီးဝင်လာတဲ့အဲ့ဒီတရုတ်နိုင်ငံသားတွေနဲ့အတူကြားဖြန့်လိမ်လည်မှုဂိုင်းတွေပါဝင်လာနိုင်တယ်လို့သတင်းတွေထွက်ပေါ်နေတာပါ။မြန်မာနိုင်ငံသားတွေသွားလာဖို့ခက်ခဲနေချိန်မှာတရုတ်တွေကိုအထူးအခွင့်အရေးပေးထားတာကိုမခံနိုင်တဲ့အတွက်အမှတ်8000နဲ့တက်ရင်ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF ကနေဒီစီမံကိန်းတွေကိုချက်ချင်းရပ်တန့်ဖို့ Delco ကုမ္ပဏီကိုပြက်ပြက်သားသားရာဇသံပေးလိုက်ပါတယ်။အကယ်၍ဒီသတိပေးချက်ကိုလစ်လျူရှုပြီးဆက်လုပ်မယ်ဆိုရင်နောက်ဆက်တွဲအကျိုးဆက်တွေဟာကုမ္ပဏီရဲ့တာဝန်သာဖြစ်တယ်လို့အပြင်းအထန်သတိပေးကြေညာထားပါတယ်။ပြည်သူအကျိုးစီးပွားကိုလစ်လျူရှုတဲ့ခရိုနီတွေကိုတော်လိုင်းတပ်ဖွဲ့တွေကမျက်ခြေမပြတ်စောင့်ကြည့်အရေးယူသွားမယ်အနေထားပါပဲ။ခရိုနီတွေကအပေါ်ကနေစားနေသလိုအောက်ခြေကစစ်သားတွေကလည်းအခြေခံတောင်သူတွေရဲ့ဘဝကိုဘလောက်အထိအောက်တန်းကြကြဒုက္ခပေးနေတယ်လဲဆိုတာဆက်ကြည့်အောင်ပါ။ AR တိုင်းတာပေါင်းမြို့နယ်တွေကပြင်းမထုံးအုပ်စုမှာအကြမ်းဖက်စစ်တပ်ရဲ့ခြေလျင်တပ်ရင်းခမာရ308ကတော်လန်းတွေထဲမှာစီးမဲ့ကမ်းမဲ့မိုင်းတွေထောင်ထားခဲ့ပါတယ်။ဩဂတ်စ်လ22ရက်နေ့မှာဒေသခံတောင်သူတဦးရဲ့နွားတရှင်းဟာအဲ့ဒီလမ်းတိုင်းသွားလာရင်မိုင်းနှင်းမိပြီးအပြင်းထန်ပောက်ကွဲသွားခဲ့ပါတယ်။မိုင်းရဲ့ပြင်းအားကြောင့်နွားတစ်ကောင်ဟာမျက်စိတွေလက်တွေပြတ်သွားပြီးကြံတဲ့တစ်ကောင်ဟာလည်းခြေလက်တွေပြတ်တောက်သွားလို့အသက်ရှင်လျက်ပြန်တည်ဖို့မရတော့ပါဘူး။30လောက်တန်ဖိုးရှိတဲ့ခိုင်းနွား2ကောင်စလုံးအချီးနှီးဆုံးရှုံးသွားခဲ့ရပါတယ်။ကျေးလက်တောင်သူတွေအတွက်ခိုင်းနွားဆိုတာသူတို့ဘဝရဲ့အသက်သွေးကြောပါပဲပြည်သူကကိုနွားတေလို့ရင်နာနေချိန်မှာအကြမ်းဖက်စစ်တပ်ကရောက်လာပြီးမင်းတို့နွားနင်းပြီလို့ငါတို့မိုင်းပေါက်ကွဲသွားပြီးမိုင်းဖိုးပြန်ရော်ဆိုပြီးအရှက်မရှိဓမြတိုက်ငွေညှစ်ခဲ့ပါတယ်တနက်ပြချင်းချောက်တဲ့အတွက်ပြည်သူဟာမတက်တာပဲမိုင်းဖိုးကျပ်9သိန်းကိုအတင်းအဓမ္မရော်ပေးလိုက်ရပါတယ်အရင်တုန်းကလည်းတာပေါင်းမြို့နယ်မယန်းကျင်းရွာတီဟိုချန်အနီးမှာချမ်းပိုင်ရှင်ပြည်သူကိုယ်တိုင်မိုင်းနှင်းမိလို့ခြေတစ်ဖက်ပြတ်သွားတာကိုတောင်မှစစ်တပ်ကလူသားချင်းစာနာမှုမရှိဘဲမိုင်းဖိုး9သိန်းထက်ရော်ခိုင်းမှုပါတယ်ကိုပြည်သူကိုအကာအကွယ်မပေးတဲ့အပြင်အခုလိုလူမဆန်စွာဓမြတိုက်ငွေညှစ်နေတာဟာစစ်တပ်ရဲ့အောက်တန်းအကြဆုံးဖက်စစ်တရုံမှန်ပါပဲနောက်ဆုံးအနေနဲ့မြေပြင်မှာအဲ့ဒီလောက်အထိအဖက်ဆယ်လို့မရအောင်ပျက်စီးယိုယွင်းနေတဲ့တိုင်းပြည်ကြီးကိုဖုံးကွယ်ဖို့အတွက်မင်းအောင်လှိုင်ကအာကာသခီးစဉ်ကိုဗန်းပြပြီးဘလို့လေလုံးထွားလိုက်တယ်လဲဆိုတာသုံးသပ်ကြည့်အောင်ပါရုရှားခီးစဉ်ကနေပြန်ရောက်လာတဲ့စစ်ကောင်စီပြောခွင့်ရခိုင်ခိုင်ဆိုးကနေပြည်တော်ရောက်ချင်းမှာပဲအလွန်ရဲစရာကောင်းတဲ့သတင်းစကားတစ်ရက်ကိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်သူမကမင်းအောင်လှိုင်ရဲ့ရုရှားခီးစဉ်အတွင်းမှာလာမယ့်2028ခုနှစ်မှာမြန်မာနိုင်ငံသားအာကာသယာဉ်မှုကိုအာကာသထဲလွှတ်ဖို့ဆွေးနွေးခဲ့တယ်လို့မျက်နှာပြောင်တိုက်ကြွားလုံးထုတ်လိုက်တာပါဒါတင်မကသေးဘူးကဘာမြေအနီးကိုကြားရောက်လာနိုင်တဲ့အာကာသအန်ဒီရတွေဥပမာဥက္ကာပြန်တွေကိုကာကွယ်ဖို့အတွက်အာကာသထဲမှာစတေရှင်ကြီးတိစောက်ဖို့ရုရှားနဲ့ MOU လက်မှတ်ထိုးခဲ့တယ်လို့တောင်လေလုံးထွားထားပါသေးတယ်စဉ်းစားသာကြည့်ကြပါပြည်သက်ကြီးတကယ်မြေပြင်မှာစစ်တပ်ဟာတိုင်းစစ်ဌာနချုပ်ကြီးတွေနေ့စဉ်နဲ့အမျှလက်လွတ်ဆုံးရှုံးနေရပါတယ်ကိုတက်စခန်းကိုတောင်လေချောင်းကနေမကာကွယ်နိုင်တဲ့စစ်တပ်ကဥက္ကပြန်ရန်ကနေကဘာကြီးကိုကာကွယ်မယ်ဆိုတာရေးစရာအကောင်းဆုံးပြဆက်ပါပဲမြို့ပေါ်ကပြည်သူတွေကိုတောင်လျှက်စစ်မီလုံလောက်အောင်မပေးနိုင်တဲ့အခြေအနေမျိုးပါပြည်သူတွေဟာကုန်စည်နှုန်းကြီးမြင့်ပြီးထမင်းတနက်စားဖို့အနိုင်နိုင်ရုန်းကန်နေရချိန်လူငယ်တွေပေါ်တာဆွဲခံရတောင်သူတွေမြေသိမ်းခံရမိုင်းဖိုးအလျော်ခိုင်းခံနေရတဲ့အချိန်မှာဒေါ်လာတန်ပေါင်းထောင်ချီကုန်ကျမဲ့အာကာသစီမံကိန်းကြီးတွေကိုဆွေးနွေးနေတာဟာကဘာကိုပြောင်ပြောင်တင်းတင်းမျက်လှည့်ပြပြီးပြည်သူတွေကိုလှောင်ပြောင်လိုက်တဲ့စိတ်သက်စစ်စင်ရေးပြဆက်ကြီးတက်တာဖြစ်ကြောင်းခိုင်ခိုင်မာမာသုံးသက်တင်ပြလိုက်ရပါတယ်ခြုံငုံသုံးသက်ကြည့်မယ်ဆိုရင်အကြမ်းဖက်မင်းအောင်လှိုင်ဟာရှေ့တန်းမှာစစ်ရှုံးလို့လူငယ်တွေကိုပေါ်တာဆွဲနေတယ်လို့အောက်ခြေမှာလည်းခရိုနီတွေမဘာတာတွေစစ်သားတွေကပြည်သူတွေကိုနှီးမျိုးစုံနဲ့လူရက်ဓမြတိုက်နေတာကိုအထင်ရှားတွေ့မြင်ရမှာဖြစ်ပါတယ်။မြေပြင်မှာအဲ့ဒီလောက်ရန်တရားတွေပြိုလဲနေတာကိုဖုံးကွယ်ဖို့အာကာသတဲ့လူလွတ်မယ်ဆိုပြီးစိတ်ကူးရင်အိမ်မက်မက်နေတဲ့စစ်ကောင်စီရဲ့လုပ်ရက်တွေအပေါ်ပြည်သက်ကြီးအနေနဲ့ဘလို့သုံးသက်ဒေါသထွက်မိပါသလဲခင်ဗျာ။ပြည်သူတွေကိုမွဲပြကြအောင်လုပ်ပြီးအရှက်မရှိလိမ်လည်နေတဲ့ဒီဖက်စစ်ရန်တရားကြီးကိုကျွန်တော်တို့ပြည်သူတွေနဲ့တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီးဘလို့ဆက်လက်အမြင့်ပြတ်တိုက်ထုတ်သွားကြမလဲဆိုတာကိုကွန်မန့်မှာလွတ်လပ်စွာဝင်ရောက်ဝေဖန်ဆွေးနွေးအားပေးသွားကြပါဦးနိုင်ငံတကာသတင်းတွေဘက်မှာတော့ရုရှားနဲ့ယူကရိန်းစစ်ပွဲကြီးဟာအခုအခါပုံမပြင်းထန်လာပြီးယူကရိန်းတပ်တွေကရုရှားနယ်မြေတွေထဲအထိအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်လာတဲ့အချိန်ရုရှားသမ္မတဗလာဒီမာပူတင်ကတိုင်းပြည်ကိုအရေးပေါ်စီးလုံးညီညွတ်ကြဖို့အပြင်းထန်တိုက်တွန်းလိုက်တဲ့သတင်းထူးကြီးတစ်ခုထွက်ပေါ်လာခဲ့ပြီပဲဖြစ်ပါတယ်ရုရှားသမ္မတပူတင်ဟာဩဂုတ်လ22ရက်နေ့ကကျင်းပတဲ့အာဏာရ United Russia Party ပါတီညီလာခံကိုကိုယ်တိုင်ကိုယ်ကျတက်ရောက်လာပြီးယူကရိန်းပဋိပက္ခနဲ့ပတ်သက်လို့တမျိုးသားလုံးအရေးပေါ်စီးလုံးညီညွတ်ကြဖို့အထူးတိုက်တွန်းပြောကြားခဲ့ပါတယ်။သူကရုရှားစစ်သားတွေနဲ့အရာရှိတွေရဲ့ရဲစွမ်းတပ်တွေအပေါ်မှာအများကြီးမူတည်နေပါတယ်။အောင်ပွဲအတွက်ပံ့ပိုးကူညီဖို့ကိုယ့်နေရာကနေတာဝန်သိသိနဲ့လှုပ်ဆောင်ပေးသူတိုင်းရဲ့အပေါ်ကိုအခုချိန်မှာကျွန်တော်တို့ရဲ့စီးလုံးညီညွတ်မှုကအများကြီးမိခိုနေရပါတယ်လို့လေးလေးနက်နက်ပြောဆိုခဲ့ပါတယ်။
ဒါအပြင်ကျွန်တော်တို့ရဲ့စစ်သားတွေကကျွန်တော်တို့ကိုဘယ်တော့မှစိတ်ပြက်စေမှာမဟုတ်ဘူးလို့ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်လို့စစ်တပ်ကိုအကြီးကျယ်အမွှမ်းတင်ပြီးစိတ်သက်ခွန်အားပေးခဲ့ပါတယ်။ဒါဟာစစ်ပွဲအချိန်ရှည်ကြာလာတာနဲ့အမျှပြည်တွင်းမှာစစ်ပွဲကိုစန့်ကျင်တဲ့သဘောထားတွေမကျေနပ်မှုတွေကြီးထွားလာမှာကိုကြိုတင်တားဆီးဖို့နဲ့စစ်တပ်ကိုနိုင်ငံရေးအရာအသုံးချဖို့အကွက်ကြကြဖန်တီးလိုက်တာပဲဖြစ်ပါတယ်။ဒါဆိုရင်ပူတင်ကဘာဖြစ်လို့ဒီအချိန်မှာပါတီညီလာခံကိုတက်ပြီးစစ်ရေးအကြောင်းတွေအသားပေးပြောနေရတယ်လဲဆိုတဲ့နောက်ွယ်ကနိုင်ငံရေးကစားကွက်ကိုဆက်ကြည့်အောင်ပါအဓိကအကြောင်းရင်းကတော့မကြခင်မှာရုရှားနိုင်ငံရဲ့အောက်လွှတ်တော်ရွေးကောက်ပွဲကြီးကျင်းပဖို့ရှိနေလို့ပါပဲပူတင်ဟာအဲ့ဒီရွေးကောက်ပွဲမတိုင်ခင်သူ့ကိုအခိုင်အမာထောက်ခံတဲ့ United Russia Party ကိုချီးကျူးစကားတွေအများကြီးပြောခဲ့ပြီးနောက်လာရွေးကောက်ပွဲမှာပါတီအောင်မြင်မှုရဖို့အတွက်ဆုတောင်းပေးခဲ့တယ်လို့တရားဝင်ဖွင့်ဟထားပါတယ်တကယ်တော့ United Russia Party ဆိုတာ2000ခုနှစ်မှာစတင်တည်ထောင်ချိန်ကတည်းကပူတင်ကိုကြောထောက်နောက်ခံအခိုင်အမာပေးခဲ့တဲ့အဖွဲ့အစည်းပါဒါပေမဲ့ပါတီရဲ့လူကြိုက်များမှုဟာပူတင်လောက်ဘယ်တော့မှမမြင်မာခဲ့ပါဘူးအခုလိုစစ်ပွဲကာလမျိုးမှာပြည်သူတွေစီးပွားရေးကြက်တဲလာတဲ့အခါပါတီအပေါ်မကျေနပ်မှုတွေပိုပြီးမြင့်တက်လာနိုင်တာကိုပူတင်ကကောင်းကောင်းသဘောပေါက်ပါတယ်ဒါကြောင့်စစ်ပွဲကိုဗန်းပြမျိုးချစ်စိတ်သက်တွေကိုလှုံ့ဆော်ပြီးအာဏာရပါတီကိုမဲပေးကြဖို့တွယ်ဝိုက်တဲ့နီးလန်းနဲ့အကွက်ကြကြမဲဆွယ်နေတာတသက်တာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့လက်ရှိယူကရိန်းတပ်တွေကရုရှားနယ်မြေတဲ့အထိဝင်ရောက်တိုက်ခိုက်နေတာတွေကိုပူတင်ဘယ်လိုသဘောထားမှတ်ချက်ပေးတယ်လဲဆိုတာသုံးသပ်ကြည့်အောင်ပါပူတင်ဟာပါတီညီလာခံမိန့်ခွန်းပြောတဲ့အချိန်မှာယူကရိန်းအပေါ်အလွန်ပြင်းထန်တဲ့သဘောထားယက်တီချက်တရက်ကိုအတိအလင်းပြသခဲ့ပါတယ်မကြသေးခင်ရက်ပိုင်းတွေအတွင်းယူကရိန်းတပ်တွေကရုရှားနယ်စပ်ကိုဖျက်ကျော်ပြီးရုရှားနယ်မြေထဲအထိအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်နေတာတွေဟာအလကားနေရင်ဖြစ်လာတာမဟုတ်ဘူးလို့သူကဆိုပါတယ်။ပူတင်ရဲ့အဆိုအရရုရှားအပေါ်ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကရှေ့တန်းစစ်မျက်နှာပြင်မှာယူကရိန်းအစိုးရအတွက်စစ်ရေးအခြေအနေတွေအလွန်ယိုယွင်းလာလို့ရှုံးမဲပြီးပြန်လုပ်နေတာဖြစ်တယ်လို့အတိအလင်းဝါဒဖြန့်ပြောဆိုသွားပါတယ်။ဒါဟာရုရှားနယ်မြေထဲအထိယူကရိန်းတွေလွယ်လွယ်ကူကူဝင်လာနိုင်တဲ့ရုရှားစစ်တပ်ရဲ့လုံခြုံရေးကြိုးပမ်းမှုအားနည်းချက်တွေကိုအသေးအချာဖုံးကွယ်ဖို့နဲ့သူတို့ဘက်ကသာစစ်ပွဲကိုအပြတ်သက်နိုင်နေပြီဆိုတဲ့ပုံစံမျိုးပြည်သူတွေယုံကြည်လာအောင်နိုင်ငံရေးမျက်လှည့်ပြလိမ်လည်နေတာပဲဖြစ်ကြောင်းခိုင်ခိုင်မာမာသုံးသပ်တင်ပြလိုက်ရပါတယ်။ဒီကနေ့ကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကြိုက်နှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like ပေးပြီးနောက်ဆုံးရပြည်တွင်နဲ့နိုင်ငံတကာသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ channel လေးကို subscribe လုပ်ထားဖို့အထူးတောင်းဆိုချင်ပါတယ်။အားလုံးပဲဘေးအန္တရာယ်ကင်းဝေးကြပါစေခင်ဗျာ။